လာပါဒီနေ့ကတော့ဘဲဦးချင်ဆက်ဟင်းချက်မောက်ဖြစ်ပါတယ်ဒီတဲ့ပေါပစ္စည်းကတော့ဘဲဦးပြုတ်ဖြစ်ပါတယ်ဘဲဦးပြုတ်စစ်တနီစစ်ထုံဖြူဒီဒီဇိန်းနဲ့မကြီးလေးဖြစ်ပါတယ်စီပူလာဆက်ပါမယ်ပြီးရင်တစ်ခုလေးဖြစ်ပါမယ်ဒီနေ့လေးစပေါ်လာရင်ဒီတစ်ခုလေးထည့်ပါမယ်ဒီနေ့နော်လာလို့ဆိုရင်စားပင်ကမို့ဒီနှုတ်တို့ဒီပါတယ်အာလူလေးကိုထည့်ပြီးတော့လုပ်ပါမယ်ဒီနောက်ပြီးရင်ဒီစိမ်းလေးတွေထည့်ပါမယ်ကြောက်ရလို့ဆိုရင်အနောက်ဆုံးမှာနံပါတ်လေးနဲ့ထည့်ပါမယ်။ဒီလိုထည့်လိုက်မယ်။အခုကတော့ final လေးဖြစ်ပါတယ်။ပြီးတော့ပါပြီ။ဘယ်လိုလဲ။နောက်ရပါပြီ။ဒီထည့်လိုက်မယ်နော်။မီရောမီနေပါပြီ။မလေးတော့ကောင်းလိုက်တာ။ share ပဲဆက်လဲဆက်ချင်းလဲချင်း10 out of 10